ရှင်ရိုစီပန်းချန်နေကြိုဆိုပါတယ်ရိုစီကအခုပြပေးမှာလုံးဝခက်တာအပွင့်ကြီးအကြားမျိုးအကြားကအနီကြားနော်လုံးဝအနီကြားဒါမပွင့်သေးတယ်ဒီမှာအရင်ပြပေးလိုက်မယ်စွမ်းနေကြားတာဟုတ်ပါမလားဆိုမှဖြစ်နေမှာဆိုလို့ဒီမှာတစ်ခါလေးပြပြီနော်အဖူးတွေကတော့ share တွေပါပဲလုံးဝ share တွေကြီးပဲအပင်တိတ်အများကြီးမရထားပါဘူးဒီလိုမျိုးရဲတောက်ပြီးအဲ့လိုမျိုးကြားတဲ့အကြားပါသူကအပွင့်ကြီးမျိုးပေါ့နော်သူကအပင်တစ်ပင်ကိုအဖူးတစ်ဖူးကိုကြည့်လိုက်တအုပ်ကိုကြည့်လိုက်အောင်လုံးဝအကိတ်တွေအဲ့လိုအကိတ်တွေပါ share တွေပါဒီမှာကြည့်လိုက်ပါနော်တပင်ဆိုလုံးဝအဖူးတွေ special မိုက်ပါတယ်အဲ့ဒါဥ200ကျော်ပဲရပါမယ်အဲ့လိုအဖူးပါအမှန်ဆိုလို့ရှိရင်လို့0ကဒီလိုမျိုးတပင်ကိုပေါ့ဒီလိုတပင်တဖူးပါတဲ့တပင်ကို0ပုံမှန်ရောင်းစေရဒါတွေကတပင်ကို8000ရောင်းတာတပင်8000ရောင်းတာရိုစီကအခုဒါဥ200ကျော်ကို discount ချပေးမှာတဖူးပါယူမယ်ဆိုရှင်ဒီလိုတဖူးပါလဲယူမယ်ဆိုလို့ရှင်ရိုစီကဒီနေ့ဒီဟွာထဲမှာဆိုတဖူးပါလဲတိတ်အများကြီးမရတော့အဖူး20လောက်ပဲရတော့20 30ပေါ့အဖူး20 30ပဲရပါမယ်ဒီလိုတဖူးပါလဲယူမယ်ဆိုလို့ရှင်တော့တဖူးကို4500နှစ်ဖူးပါလေးတွေယူမယ်ဆိုလို့ရှင်နော်ဒီလိုနှစ်ဖူးပါကိုမှနှစ်ဖူးတွဲပေါ့ဒါတွေကဖျားပန်းခက်ဖြတ်ပြီးမှလူလို့ရတယ်နော်ရီလေးနည်းနည်းလေးထိုးပြီးမှထိုးထားပြီးလို့ရတယ်အကြာကြီးခံတယ်ဒီလိုနှစ်ဖူးတွဲဒီလိုအကိတ်ကြီးတွေယူမယ်ဆိုမှတအုပ်ကိုဒီကောင်တွေကကြတော့6000ပါရှင့်နော်ဒါအများကြီးမရဘူးနော်ဒါအများကြီးမရဘူးပြောပြီးသားဒီနှစ်ဖူးတွဲတွေကအပြင်100လောက်ပဲပါတော့မှာအပြင်100လောက်ပဲပါတော့မယ်ဟုတ်ပြီနော်နှစ်ဖူးတွဲကတပင်ကို6000ဒီလိုတစ်ဖူးတွဲတွေ4500အများစေးယူမယ်ဆိုလို့ရှိရင်ရိုစီတက်စီတည်တန့်ရှိပါတယ်ဒီမှာကြည့်ပါ share လာတယ်နော်နှစ်ဖူးတွဲတွေမှာကြည့်လိုက်အောင် share ကြီးတွေလုံးဝအကိတ်ကြီးတွေနော်လှစေရမယ်မြန်လေးတာဟယ်လိုပေးပါဒါလေးကုန်လို့ရှိရင်လုံးဝဘာမှမရှိတော့ပါဘူးဒီမှာလုံးဝအဲ့လိုရဲတောက်ပြီးမှအဲ့လိုပွင့်တဲ့အပင်မျိုးပါကိုရှိမှရောက်တဲ့အခါမှာလှကြီးပွင့်တာမြင်ကျင်တယ်ဆိုရှင်ဒီရွယ် site တွေကိုဝယ်ပြီးမှဒါစိုက်ထားလိုက်ပါသူ့ကိုစိုက်ရတာအရင်လွယ်ပါတယ်နေရာမရွေးစိုက်ရလွယ်တယ်နေရာမရွေးဒေတာမရွေးစိုက်လို့ရတယ်သူ့ကိုမြေဆွေးနဲ့ပဲအိုးလေးနဲ့စိုက်လို့ရပါတယ်အချိန်ခါသူ့အချိန်ခါရောက်လို့ရှိရင်သူ့ဘာသူအော်တိုပွင့်ပါတယ်ပွင့်နေရတဲ့ရောက်တဲ့ရှင်ချန်ဒါလေးတွေကိုကျမတို့ကဘာလို့မလဲဆိုရှင်ညက်ပေးထားလိုက်ဒီရွက်လေးတွေညက်ပေးလိုက်ညက်ပြီးမှမြေကြီးကနေဆွဲနှုတ်အချောက်ခံဒါပြီးတဲ့ခါကျပြန်ပြီးပွင့်စေးလေးနဲ့ဆေးဖြန်းပြီးတာဆိုသူ့ဘာသူအော်တိုပွင့်တယ်မပွင့်ဘူးမထင်နဲ့နော်မပွင့်ဘူးပြောရတဲ့လူတွေကျမစီပြန်လာကျမနီးပြောပြပေးမယ်နော်နီးပြောပြပေးမယ်ဘယ်လိုပွင့်လဲဆိုတာပြောပေးမယ်နော်အရင်လာပါလေဦးကြီးရ share ကိတ်တွေပါ share ကြီးတွေပါရှင်မြန်လေးယူပါပုံမှန်ဆိုလို့တို့တူကို8000ရောင်းတာပါတဖူးတဲ့ပါတဲ့ဟာတော့မှ8000ရောင်းတာပါနော်ဒီ discount ချထားပေးတာပါရှင်ကျေးဇူးတင်ပါတယ်နောက်အုံတစ်ခွဒီမှာတပင်ကို9000တန်အုံတစ်ခွခရမ်းရောင်တပင်9000တန်ဒီပါဒါကအုံတစ်ခွခရမ်းရောင်အုံတစ်ခွတွေတပင်9000တန်အနေထားတွေပြပေးတာပါခန္ဓာမေးနေလို့ပါရီစီတင်ထားတဲ့တပင်9000တန်ဘယ်လိုရွယ်လဲလို့မေးနေလို့ဒါကလည်းတိတ်မရှိတော့ပါဘူးဟုတ်ပြီနော်အုံတစ်ခွခရမ်းရောင်တပင်9000တန်ပါနေရာမရွေးဆိုင်လို့ရပါတယ်နေဝေးအားလုံးကတော့ငွေကြိုလွဲမှာပဲလို့ဆရာပို့ပေးပါတယ်ရီစီချန်ထဲမှာတခြားတီးပင်စားပင်တွေစက်ကူပန်းပင်တွေစပယ်နင်းစီစပယ်အိုးပုတ်12ရာဒီစပယ်အကုန်လုံးရှိပါတယ်ယူမယ်ဆိုလို့ရှိရင်ပြောပေးပါနော်နေရာမရွေးဒေတာမရွေးစိုက်လို့ရတဲ့ပန်းတွေဂန်းကော်တွေနင်းစီတွေအော်စီနင်းစီဆက်မျိုးတွေအဆုံရှိပါတယ်ဒါဆိုတထေးဝါဒတွေပေါ့အဲ့လိုမျိုးတွေအဆုံရှိပါတယ်ရှင်နောက်ဘက်မှာတီးပင်စားပင်နဲ့ရာသူတီးနဲ့တွေအကုန်လုံးရှိပါတယ်တပင်တိုင်းနင်းစီတွေရောက်ဖို့ရှိရနော်အခါကျတယ်လို့စီကလိုက်လွင်ပြီးမှပြပေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်